vocabulary တိုးတက်အောင်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်လုပ်တဲ့ဟာလေးတွေကိုပြောမှာပေါ့နော်ပြီးရင်နောက်တစ်ခုကပါလဲဆိုတော့တော်တော်များများကြတော့သူက vocab တွေကိုကြက်ရမယ်လို့ထင်တာပေါ့နော်တကယ်တော့ကြက်စရာမလိုပါဘူးအဲ့တော့ကျွန်တော်လုပ်တဲ့ပုံစံကကြတော့သူက mind mapping သဘောမျိုးဖြစ်ပါတယ်အဲ့တော့အလင်းမှာကျွန်တော်တို့ main meaning ပေါ့နော် main meaning ကိုစာဝိုင်းလေးဆွဲလိုက်တယ်ဆွဲပြီးတော့အဲ့ဒီစာဝိုင်းရဲ့ပေမှာနောက်ထပ်စာဝိုင်း6ခုပေါ့နော်အဲ့တော့အဝိုင်းတီးလေးတွေ6ခုပြန်ပြီးတော့ဆွဲလိုက်တယ်ဆွဲပြီးတော့ကျွန်တော်တို့ဒီ online တွေပါတွေသုံးတယ်ဆိုတာပဲဖြစ်ဖြစ်ကိုစာအုပ်တွေပါတွေဖတ်တယ်ဆိုတဲ့အခါမှာပဲဖြစ်ဖြစ်မသိတဲ့စကားလုံးတစ်လုံးပါလာတယ်ပေါ့နော်ပါလာတယ်ဆိုရင်အဲ့ဒီစကားလုံးကို dictionary မှာတွဲချလိုက်ရတယ်မိမိတော့ကိုသိကျင်တဲ့စကားလုံးရတာအဲ့ဒီစကားလုံးကိုအလဲဆုံးစာဝိုင်းမှာထည့်တယ်ပေါ့နော်အဲ့တော့ထည့်ပြီးတော့အဲ့ဒီကနေတစ်စင်ဒီဘက် B တွေက synonym antonym တွေဖြစ်ပါတယ်အဲ့တော့လွယ်ရပေါ့နော် dictionary မှာဆိုလဲပါပြီးသားပေါ့နော် synonym antonym တွေပါတယ်အဲ့ဒီကကိုကြိုက်တဲ့စကားလုံးသုံးလုံးကိုရွေးပြီးတော့အဲ့ဒီ box လေးတွေမှာထည့်လိုက်မယ်ပေါ့နော် refrain ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော် dictionary တွဲချရတယ်ပဲထားအဲ့တော့ refrain ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့သူကတစ်ခုခုမလုပ်ဘဲနေရမှာဖြစ်ပါတယ်ဒါမှမဟုတ်ရှောင်ချသည်ပေါ့ဆိုအဲ့လိုဆိုတော့အဲ့ဒါကို main cycle အဓိက cycle တွေမှာ refrain လေးထည့်လိုက်မယ်ထည့်ပြီးတော့ BS synonym antonym စဉ်းစားရုံပဲအဲ့တော့ avoid လို့ပါလို့ရှိမှာပေါ့နော်အဲ့တော့ avoid ရှိမယ်ပြီးရင်နောက်တစ်ခုabstain ပေါ့နော် abstain ဆိုလဲရှောင်ချသည်ပဲပြီးရင်နောက်တစ်ခုကတစ်ခုခုမလုပ်တော့ဘဲနေတာရှောင်ချတာဖြစ်တဲ့အတွက် renounce လည်းတုံးလို့ရတယ်ပေါ့နော်အဲ့တော့ renounce ကတာအဲ့ဒါ synonym ပဲချာပြီးရင်ဒါ antonym ပတ်ချံပေါ့နော်အဲ့တော့ antonym မှာဆိုရင်သူကအဓိပ္ပာယ်ဆန်းကျင်ဘက်ကဲတခုခုနဲ့ပတ်သက်ပြီးမလုပ်ဘဲရှောင်ရှားတာဆိုတော့ဒါဆိုရင်ဒီဘက်က antonym ဆန်းကျင်ဘက်အနေနဲ့လုံးမှာဖြစ်ပါတယ်ပြောမှဆိုခွင့်ပြုတဲ့သဘောအဲ့တော့ allow နဲ့တွားတူမယ် allow တူမယ်ပြီးရင်နောက်တစ်ခုဆက်ပြီးလုပ်တာဆိုတော့ကျွန်တော်ဘာရှိမလဲ carry on အဲ့တော့ carry on လည်းရမယ်ပြီးရင်ဆက်ပြီးလုပ်ဆောင်တာဆိုတော့ continue လည်းရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါက antonym ပတ်ချံဖြစ်ပါတယ်ဒါဆိုရင်ကဒီစကားလုံးနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်ဘက်လည်းလေ့လာပြီးတော့တူတဲ့စကားလုံးတွေလည်းလေ့လာပြီးသားဒါဆိုဒီစကားလုံးတစ်လုံးရှာတာဒါတော်တော်လေးတန်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်နှုတ်စာအုပ်တွေမှာသူကအဲ့လိုလောက်ထားတဲ့နေပေါ့မီးနည်းတွေအများကြီးခြာရေးထားရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး mind mapping လေးတွေအများကြီးပုံလေးတွေနဲ့ဆိုရင်ကြည့်လို့လည်းကောင်းတယ်မှတ်ရတာတော်တော်လေးလွယ်မှာဖြစ်ပါတယ် okay ဆိုတော့အားလုံးကြိုးရှိသွားမယ်လို့ယုံကြည်ပါတယ်